မင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့မှာတော့ကွမ်တုံးလုံးလေးလာခြင်းနဲ့တငယ်ချင်းကမေးထားတာလေးကိုဒီနေ့ရေးပေးလိုက်ပါတယ်တင်ပေးလိုက်ပါတယ်เนาะမတက်ရက်တဲ့ဆိုရင်ခေအဲ့တော့မတက်ရက်နိုင်နေဆိုရင်ဟောရီခေဟောရီခေထိုင်နေဆိုရင်ချောဟောရီချောဆိုရင်ထိုင်လို့ရပါတယ်ပေါ့เนาะဟောရီချောဟောရီဆိုရင်ရပါတယ်เนาะအဲ့တော့ဘယ်ဘက်ကိုကြည့်ပါဆိုရင်ထိုင်ကြောပင်းကြောဆိုတာဘယ်ဘက်ကိုပြောတာပါကြောပင်းဆိုတာဘယ်ဘက်ထိုင်ကြောပင်းညာဘက်ဆိုရင်ညာဘက်ကိုကြည့်ပါဆိုရင်ထိုင်ရောက်ပြီးဆိုရင်ညာဘက်ကိုပြောတာပါတဲ့ကြည့်ပါဆိုရင်ကျိတ်မောကျိတ်ဆိုတာတဲ့ပါနော်မောဆိုတာကြည့်တယ်ကျိတ်မောအဲ့တော့အရှိကိုကြည့်ပါဆိုရင်မုံချင်းပင်ချင်းမင်းဆိုရင်အရှိပေါ့နော်မုံချင်းမင်းအနောက်ကိုကြည့်ပါဆိုရင်မုံဟောက်ပင်မုံဟောက်ပင်ဆိုတာတော့အနောက်ဘက်ကိုပြောတာပါလက်ဖွားကိုပြပါဆိုရင်ထိုင်ဟာကိုစောက်ကြံဆိုတာလက်ဖွားထိုင်ဟာဆိုတာပြပါကြည့်ရအောင်ပေါ့နော်ထိုင်ဟာကိုစောက်ကြံအောက်ကိုကြည့်ပါဆိုရင်ဟန်ဟာမောဟာဆိုတာအောက်လို့အဓိပ္ပာယ်ရပါတယ်နော်အဲ့တော့နောက်တစ်ခါကျခေါင်းငုံနေဆိုလို့ရှိရင်တပ်တိုက်ထောင်ဆိုရင်ခေါင်းပေါ့နော်တပ်တိုက်ထောင်အပေါ်ကြည့်ပါဆိုရင်ဟန်ဆန်မောဆိုတာကအပေါ်ပြောတာပါပြုံးလေးဆိုရင်မေစီူကျေလောင်စာရီမောတယ်ဆိုလို့ရှိရင်ဟာတိုင်စီူမျက်စိမိတ်တယ်ဆိုရင်မိမိုင်ငန်းဆိုတာတော့မျက်လုံးမျက်စိကိုပြောတာပါနောက်တစ်ခါကျတော့ဟပ်မိုင်ငန်းဆိုတာကအဲ့လိုပဲမှိတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါငန်းဆိုတာကမျက်လုံးเนาะဟပ်မိုင်ငန်းအဲ့ဒါကြောင့်မလို့အိမ်ငိုက်တယ်ဆိုရင်ဟအန်ဖန်လက်ကိုအရှိကိုလက်ကိုဆန့်ပါဆိုလို့ရှိရင်စမ်းကျိတ်ချက်ဆောက်ဆိုတာလက်ပါเนาะစမ်းကျိတ်ဆိုတာကလက်ကိုဖြောင်းလေးဟိုထားတာကိုလက်ကိုအရှိမြောက်တာကိုစမ်းကျိတ်ချက်ဆောက်လို့ပြောပါတယ် bye bye thank you see you next time